ဆိုတော့ကျွန်တော်တို့ Xiaomi something Pro something Pro Max Xiaomi something ဒီအကြောင်းတွေကိုတောက်လျှောက်ပြောပြသွားရဆိုတော့ဒီတစ်ခါဗီဒီယိုမှာဒီ Xiaomi something ကဘယ်လိုလူတွေအတွက်ရွေးဝယ်တင်တယ်ပေါ့ပြီးတော့ something Pro ကဘယ်လိုလူတွေအတွက်ပို့ပြီးတော့ကောင်းတယ်ဒါမှမဟုတ် something Pro Max ကဘယ်သူတွေအတွက်ပို့ပြီးတော့အဆင်ပြေရတယ်ဒီဖုန်းသုံးလုံးကိုဘယ်လိုလူတွေကရွေးဝယ်တင်တာလဲဆိုတာလေးကိုပြပေးမယ်ဆိုတော့ Xiaomi something series အကြောင်းလေးကိုမှဘယ်သူတွေကဘယ်ဖုန်းကိုရွေးရမလဲဆိုတာလေးစပြောလိုက်အောင်ပြောလို့ပြောရမဟုတ်ဒီ Xiaomi ရဲ့ something series ကနာမည်စထွက်လာနေဟာနည်းနည်းလေးရန်တက်မှာလူပြောလေးများသလိုကြိုက်တဲ့သူတွေမကြိုက်တဲ့သူတွေအဲ့လိုအဖွဲတွေကတက်ကိုရှိတာဒီ Xiaomi something series အကြောင်းပြောလို့ရှင်မကြိုက်ဘူးဒီ display ရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ blame နဲ့တစ်ဖွဲရတက်အဲ့လိုအရန်ကြိုက်တယ်အရန်မိုက်တယ်ဆိုပြီးတော့ကျွန်တော်ပါဝင်ပေါ့အရန်သဘောကျတဲ့ဖွဲရတက်မဝယ်ဘူးကွာဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ပြောရဲ့အဖွဲရတက်ဒီလိုမျိုးအဖွဲတွေကကွဲနေတာဒါတော့ထားပါဒါတောက်လျှောက်ဗီဒီယိုတွေမှာ comment တွေကြည့်ပြီးတော့ပြပေးရပါအဲ့ထက်မှလည်းဘယ်လိုပဲဖြစ်ဒီမေးကြရတဲ့သူတွေထင်မှာပေါ့နော်ဒီ something Pro တို့ Pro Max တို့ Pro ဘယ်မှာလဲမနော်ဒီမေးကြရတဲ့သူတွေထဲမှာ Xiaomi something Pro something Pro Max ဒီဖုန်းတွေကိုအဲ့လိုမျိုးဘယ်သူတွေအတွက်ပိုကောင်းတာလေးဂျမိုးလေးနည်းနည်းလေး recommend လုပ်ပေးစေချင်တယ်ဆိုပြီးတော့မေးထားတာလေးလည်းရှိတော့ဒီဗီဒီယိုလေးကိုလုပ်ဖြစ်သွားတာဒါကတော့ review video ဆိုတာထက်ဘယ်ဖုန်းကဘယ်သူတွေအတွက်ကောင်းတာလဲဆိုတာကိုပြပေးမှာဆိုတော့ပထမဆုံးကျွန်တော်တို့ Xiaomi 70လေးနဲ့အငယ်ဆုံးလေးနဲ့စပြောတာပေါ့ဒီ Xiaomi something ကကြတော့ဘာမှထွေထူးသိပ်ပြောစရာတော့မရှိဘူးဒါပေမဲ့တခုရှိတာကဒီကောင်ကသူ့ရဲ့အကိုလက်တို့အကိုကြီးဦးထက်စားလို့ရှင်ဒီဇိုင်းကနည်းနည်းလေးဝိတယ်လို့တော့ခံစားရတယ်ဒါပေမဲ့ဒါကလည်းဒီမို့အဝေးကနေဒီမို့ကြည့်လိုက်တဲ့အချိန်ကျမှဒီကောင်ရဲ့ဒီဇိုင်းကနည်းနည်းလေးတက်မှဟို Honor လိုဘာလိုဆိုပြီးတော့ခံစားတယ်ဒါထဲမှာကင်တဲ့အခါမှာကျတော့အဲ့ဒါနည်းနည်းတက်ဆင်အောင်လွယ်သွားမှုလေးခံစားတယ်ကင်လိုကောင်းတယ်ကြစ်လက်ရှိတယ်တော်တော်လေးကိုမှအဲ့ဒါမှာပါဗျာ hand grip အရန်ကောင်းတယ် hand feeling ကောင်းတယ်ဆိုတဲ့ feeling မျိုးကိုရတယ်ဒီကောင်ကလည်းပြောရရင် display size ကိုဘာဒီကောင်က compact size နဲ့လာတာ compact ဆိုတာကျွန်တော်ဒီကောင် 6.3 inch ပဲရှိရ size က 6.3 inch ဆိုတော့ကျွန်တော်တို့ဖုန်းကြီးတွေကင်ကျင်တဲ့သူတွေအတွက်ကတော့ဒီကောင်လေးတွေကတော့အဆင်ပြေမှာမဟုတ်ဘူးတချို့ကျတော့ဖုန်းဆိုအရန်ကြီးမှကြိုက်တာမျိုးတွေရှိရတချို့ကျတော့အိတ်ကတ်ထဲအလွယ်တကူထည့်ပြီးတော့သုံးရတာမျိုးကြိုက်တာမျိုးလေးရှိတယ်ဒီလိုလူမျိုးတွေအတွက်ဒါကားမောင်းတဲ့အခါတော့ပေါ့နော်ကားမောင်းတဲ့အခါဆိုင်ကယ်စီးတဲ့အခါဒီမှာတော့ဆိုင်ကယ်တော့မရှိဘူး sorry ကားမောင်းတဲ့အခါတွေပေါ့ကားမောင်းတဲ့အခါတွေမှာကောင်းလေးဒီကောင်ကိုတိုင်တွယ်သုံးဆွဲလို့ရရဆိုတဲ့အနေထားပါလို့တုံးက compact ဖြစ်တယ်performance တွေဘာတွေကလည်းတိတ်ပြီးတော့ trade မရှိဘူးဒီကောင် Snapdragon 8 Elite Gen 5နဲ့ပဲလာတယ် battery ဆိုတော့9000 mAh နဲ့ပဲ50 megapixel Leica camera 3လုံးပါတယ်compact ဖြစ်တယ် flagship phone ဆိုတဲ့အတိုင်းပဲ flagship level specification အကုန်လုံးထည့်ထားပြီးရယ်တခုရှိတာကဒါ Xiaomi ရဲ့ something Pro something Pro Max တို့နဲ့တော့ဒီကောင်ကကွာသွားမှနောက်ကသူက budget တွေမပါဘူးအငယ်ဆုံးလေးဖြစ်တဲ့အတွက်ရိုးရှင်းဆုံးဖြစ်တယ်ပြောရရင်ဒီကောင်က simple ရိုးရှင်းလေးဒါမှမလုပ်ပေးထားတာလေးနဲ့ဆိုတော့ဆိုပါတော်တော်လေးတော့မိုက်တယ်ဆိုတော့ပြောချင်တာဒီ Xiaomi ရဲ့ something လေးကကြတော့အဓိကကိုက compact ဖြစ်တဲ့ဖုန်းတစ်လုံးကိုလိုချင်တယ် battery ခန္ဓာမျိုးပြီးရင် flagship level specification အကုန်လုံးကိုလည်းသဘောကျတယ်လိုချင်တယ်ပြီးတော့ဖုန်းကိုလုံးဝ simple ဖြစ်တာမျိုးကြိုက်တယ်ကျွန်တော်တို့ကနောက် display ပါတယ်မကြိုက်ဘူးဒါပေမဲ့ Xiaomi ရဲ့ဒီ something line ကိုကြိုက်တယ်ဆိုတဲ့သူတွေအတွက်တော်တော်လေးရွေးလို့ကောင်းတဲ့အနေအထားမှာရှိတယ် performance တွေ camera တွေ display တွေဘာမှပြောစရာမရှိဘူးကြစ်လေးနဲ့တော်တော်လေးအဆင်ပြေတဲ့ကောင်လို့ပြောလို့ရတယ်ဆိုတော့ကိုက compact ကြိုက်တယ်ဆိုလို့ရှိရင်တော့ပြီးတော့ရိုးရှင်းလေးကြိုက်တယ်ဆိုရင်ဒီ Xiaomi something Pro ကအဆင်ပြေလိမ့်မယ်နောက်တစ်လုံးကတော့ Xiaomi ရဲ့ something Pro အလက်ကောင်လေးပေါ့ဒီကောင်ကတော့သူကနည်းလေးဘာမှအရင်ဗီဒီယိုမှာပြောထားတဲ့အတိုင်းပဲ performance တွေဘာတွေအကုန်လုံးကလည်းဒါ Xiaomi ရဲ့ latest and greatest ဆိုတဲ့အတိုင်းပဲအကောင်သေးအစိတ်ပြင်းဒါမျိုးကောင်ပေါ့ဒီကောင်ကလည်းပြောရရင် Pro Max နဲ့ဆိုရင်တော့အရင်ကွာခြားနေမှာမရှိဘူးတကယ်တင်နေရှာဆိုလို့ရှိရင် size ကွာသွားမှာ 6.3 inch နဲ့ 6.9 inch size ကွာသွားမှာကျန်တဲ့ဒါ telephoto lens sensor ကွာသွားတာမျိုးတွေပြီးတော့ battery life ကွာသွားတာမျိုးဒါတွေကတော့ဒါတကယ်သုံးကြည့်ရခါမှသိတာမှာမြင်တင်ရှာတော့ဒါ size ကွာသွားမှာပြနော် site ကွာသွားမှာဒီကောင်ကလည်းဘယ်လိုလူတွေအတွက်ရွေးဝယ်တင်တယ်ဆိုရင်တော့ကိုကဒါ Xiaomi something တော့ကြိုက်တယ်ဒါပေမဲ့အဲ့လိုတက်မှာအကြီးကိုသဘောမကျဘူးပြီးတော့ Xiaomi something အငယ်ဆုံးလေးလိုကောင်မျိုးရိုးချင်းကိုလည်းတိတ်တော့သဘောမကျဘူးဒီမျိုးဒီနှစ်မှာ innovate ဖြစ်လာတဲ့ဒီ Magic Bus Screen ရဲ့ feature တွေကိုသုံးကျင်တယ်ဒါပေမဲ့ဖုန်းကြီးသုံးရမှာလည်းတိတ်အဆင်မပြေဘူးဆိုတဲ့သူတွေအတွက်ရွေးလို့တော်တော်လေးကောင်းတယ်အများကြီး specification တွေကိုချားပြီးလုပ်ပေးထားလည်းမဟုတ်ဘူးဆိုတော့ Pro Max မှာကရင်တော့ဒီ Pro လောက်ကလည်းလုံးဝအဆင်ပြေလို့ပြောလို့ရတယ် compact phone တော့ကြိုက်တယ်
ပြီးတော့ flagship ဖုန်းကိုလည်းသဘောကျတယ်ပြီးတော့ဒီလို magic verse ခွင်တွေပါနေတာ Xiaomi ရဲ့နောက်ဆုံးထွက်ကိုမှ innovation တာလေးကိုပဲသုံးချင်တယ်ဆိုရဲသူတွေဒါရွေးဝယ်လို့ရတယ်ဒီကောင်ကလည်း telephoto lens တွေပြောလို့ရှိရင် ATPO AMOLED တွေဒါမျိုးတွေအကုန်ပါအောင်ပါပြီးတော့ magic verse ဝင်ရလဲကောင်းကောင်းသုံးလို့ရသေးရဆိုတော့ဘာပြောမစိုးဘက်ထရီကဒီကောင်က6300 mAh ပါဆိုတော့ဘာပြော compact phone တစ်လုံးနေနဲ့တော်တော်လေးကိုအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့တွေဒါ Xiaomi 17 Pro ပေါ့နော်အငယ်ဆုံးနဲ့အလက်ကောင်ကြောင်းပြောပြပါရဆိုတော့သူတို့ရဲ့အကိုကြီး Xiaomi 17 Pro Max ကရောဘယ်လိုလူတွေရွေးဝယ်တင်တာလဲဆိုတော့ဆက်သွားကြည့်အောင်နောက်ဆုံးတစ်လုံးကတော့ဒါ Xiaomi ရဲ့17 Pro Max ဒီကောင်ကတော့ဘယ်လိုလူတွေရွေးတင်လဲဆိုရင်တော့ဒါတခါရဲတန်းပြောမယ်ဆိုရင်တော့ဖုန်းတစ်လုံးကိုတမန် oversize ပုံစံမျိုးပေါ့အကြီးတွေမှကြိုက်တယ်ပြီးတော့ဒါလူခနာကိုကြီးကြီးနေမှာကျွန်တော်တို့လိုမျိုးပေါ့ခနာကိုကြီးကြီးအကောင်ကြီးပါညာဆိုရင်တော့17 Pro Max တို့ပါတော့ပို့ပြီးတော့မှိုက်တယ် Pro Max လိုင်းမှာဆိုရင်တော့လက်ထဲမှာကင်ထားလဲဖုန်းကတော်တော်လေးကိုထင်းတယ်ပြီးတော့ကျွန်တော်တို့လိုမျက်စိမကောင်းတဲ့သူတွေတော့ကလည်းဒါ 6.9 inch နဲ့ဒီ17 Pro Max ကအများကြီးပို့ပြီးတော့ကောင်းတယ်performance တွေပါတွေကတော့17 Pro တို့17တို့နဲ့အများကြီးသိပ်กว่าတော့မရှိဘူးအဓိကကတော့ battery life ပို့ပြီးတော့ strong ဖြစ်သွားမယ်ပြီးရင်telephoto sensor ပို့ပြီးတော့ကောင်းသွားမယ်ပြီးရင် display နည်းနည်းပို့ပြီးတော့ကောင်းသွားမယ် size ပို့ကြီးသွားမယ်ဒါတော့17 Pro Max တော့ပေါ့ဆိုတော့ကိုကအဲ့လိုမျိုးလက်ထဲမှာကန်ရသိရမှာဟိုတသေးလေးကြောက်လဲတိတ်တော့အဆင်မပြေနေဘူးscreen time အရန်များတယ်ဆိုရင်တော့ဖုန်းသေးတဲ့ဆိုင်ဖုန်းကြီးကြအောင်ပို့ပြီးတော့ recommend ပို့ပေးခြင်းတယ်တခုကျေးဇူးတင်စရာ17 Pro Max ကလည်း size ကြီးတယ်ဆိုရင်မှ1တက်တာကောင်းကောင်းကင်လို့များသူ့ရဲ့ weight ကလည်းအရန်ကြီးလေးမနေဘူးလက်ထဲမှာကန်ရတာအဆင်ပြေတဲ့ weight hand feeling တခုကောင်းကောင်းတခုကိုပေးတယ်ဆိုတော့ဘာပဲပြောမစိုးဘူးပေါ့လေအဓိကဘယ်လိုလူတွေရွေးတင်တာလဲဆိုရင်တော့ဖုန်းတစ်လုံးကိုအကြီးကြီးကန်ရတဲ့သူတွေတက်မှာ battery size ကောင်းကောင်းကြီးကြီးနဲ့ကန်ရနေပြီးတော့ဖုန်းသုံးတဲ့အခါမှာဒီ series တစ်ခုထွက်လာပြီဆိုတာနဲ့တကယ် latest and greatest တွေကမှနောက်ဆုံး model ဒါနောက်ဆုံးအကောင်းဆုံးဆိုတဲ့ဟာပြည့်နေတဲ့ model ကိုမှလိုချင်တယ်ဆိုတဲ့သူတွေတော့ကတော့17 Pro Max ကပို့ပြီးတော့ကောင်းတယ် 6.9 inch display ဖြစ်သွားမယ်ပြီးတော့9500 battery ဖြစ်သွားမယ် battery ကကျွန်တော်တို့ဒီ display တွေရောပို့ပြီးတော့ကြည့်တယ် bezel တွေကလည်းပို့ပြီးတော့ပါတယ်ဆိုတော့ကိုကဒီဖုန်းသုံးလုံးမှာကြီးကြီးမားမားကိုကင်ကျင်တယ်အကောင်းဆုံးနေပြည့်နေအောင်လိုချင်တယ်ဆိုရင်တော့17 Pro Max ကိုရွေးအဲ့လိုမဟုတ်ဘဲနဲ့အဲ့လို100ကင်ရတာပို့ပြီးတော့အဆင်ပြေတယ်ကိုကအပြင်နေပါသွားတဲ့အခါကားမောင်းတဲ့အခါတွေမှာ100ကင်ရတာလိုတယ်ဆိုရင်ပြီးတော့ဖုန်းအကြီးကြီးမကြိုက်ဘူးဆိုရင်တော့17 Pro ကရွေးချယ်တဲ့တခုဖြစ်လာလိမ့်မယ်အငယ်ဆုံးလေးကတော့ကိုက budget လဲချိန်ကျင်တယ်တမရိုးရိုးရှင်းရှင်းလေးကိုပို့ပြီးတော့သဘောကျတယ်ဆိုတဲ့သူတွေတော့ကဒါ Xiaomi 17အငယ်ဆုံးလေးကိုရွေးလို့ရတယ်သုံးကောင်လုံးကတော့ battery life တွေရော performance တွေအကုန်လုံးကတော့ဘာမှပြောစရာမရှိသလို Hyper OS 3နဲ့လာတာဖြစ်တဲ့အတွက်တော်တော်လေးလဲ smooth တယ်သုံးရတာဘာမှတိတ်ပြီးတော့ complaint တက်စရာမရှိဘူးအရွေးမှားတဲ့အကောင်တွေမဟုတ်တော့ဘူးဒါမှဒီဖုန်းဝယ်ပြီလို့မှားသွားတာဒီဖုန်းဝယ်ပြီမှားအဲ့ဒါမျိုးမရှိတော့အဓိကကိုသုံးမဲ့ budget နဲ့ကိုရွေးမဲ့ model ကိုကဘာအတွက်သုံးပါလဲဥပမာဆိုပါတော့ site ကြီးနဲ့ gain ဆော့ကျင်တာဒါမျိုးပေါ့ဗျာကိုဘာအတွက်သုံးကျင်တာလဲဆိုရဲပေါ်မူတည်ပြီးတော့ကိုရဲ့ budget နဲ့ချိန်ပြီးတော့ဒီသုံးမျိုးတွေကကြိုက်တာကိုရွေးဝယ်လို့ရတယ်ရွေးဝယ်လို့လည်းဒါနောက်နိုင်ရမယ့်ဖုန်းတွေမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဒါ Xiaomi ရဲ့နောက်ဆုံးထွက်တကယ်ကို piece ကြာကြီးဖြစ်နေတာဖြစ်တဲ့အတွက်ပဲဒီဗီဒီယိုကတော့ဒါ Xiaomi 17 Pro 17 Pro Max ကိုဘယ်လိုလူတွေကရွေးဝယ်တင်တာလဲဘယ်လိုလူတွေနဲ့ပို့ပြီးတော့ကိုက်လဲဆိုတာကိုပြပေးထားတာဆိုတော့ကိုလိုဆိုရင်တော့ဒါ Xiaomi 17 Pro Xiaomi 17 Pro Max မှာဘယ် model ကိုရွေးပြီးတော့ဝယ်ဖို့စဉ်းစားထားကြလဲပြီးတော့ဘယ်ကောင်ကိုအကြိုက်ဆုံးလဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ကျွန်တော်တို့တွေနောက်မှတွေ့ကြပါပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် admin ကြော်ကြီးပါYangon Mobile Store